အားလုံးပဲမင်္ဂလာပါရှင်ရွှေသူဒ channel လေးကနေနှွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe နှိပ်ပြီး VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုပါရစေရှင်တခါတော့ကစွမြဲဆိုတဲ့အမျိုးသမီးတယောက်ဟာအရင်ကစိတ်သဘောထားကောင်းပြီးကျင်နာတတ်သူတယောက်ပေါ့သူမဟာဆင်းရဲပေမဲ့လည်းတခြားသူတွေကိုကူညီဖို့ဘယ်တော့မှနောက်မတွန်းခဲ့ပါဘူးဒါပေမဲ့စွမြဲရဲ့ကူညီတတ်တဲ့စိတ်ကိုသူ့ရောက်ခမတော်ကျန်းစိန်ကတော့လုံးဝသဘောမကျခဲ့ပါဘူးစွမြဲဒီမိနစ်စောစောပလာတာတွေဘသူ့ကိုတွားကြွေးမလို့လဲအမေဟိုရှိရတမပေးအောင်မှာနေမကောင်းတဲ့အဖွားကြီးတယောက်မင်းညာကလေးကဗိုက်ဆာဆာနဲ့ထိုင်နေလို့ပါသူလမ်းတောင်မလျှောက်နိုင်ဘူးဒါကြောင့်ပလာတာနှစ်ချက်နဲ့အပြားပြောက်စေသွားပေးမလို့ပါပလာတာနဲ့စီတော့သွားပေးလိုက်ပါဒါပေမဲ့ဒီလိုလုပ်လို့နေ့အတွက်ဘာအကျိုးကျေးဇူးမှရလာမှာမဟုတ်ဘူးငါတို့ကမနေ့ကလည်းဆင်းရဲတယ်ဒီနေ့လည်းဆင်းရဲတယ်မနေ့ပြန်လည်းဆင်းရဲနေအောင်ပါပဲနင်ကဒီလိုပလာတာတွေလုပ်ပြီးသူများကိုလိုက်ကျွေးနေရတဲ့ကိုအိမ်ကစားကြပဲရောသွားမှာနင်လုံနေတာကတတိမကြီးကြာနေရပဲဒါဟာကိုယ့်အိမ်မှာစားစရာမရှိပဲသူများကိုလိုက်ကျွေးနေတယ်ဆိုတဲ့စကားပုံလိုပဲအမေကြီးရေကျမကအပိုးတွေလုံနေရမဟုတ်ပါဘူးကျမတို့စားတဲ့ရိုးပလာတာလေးကိုပဲအဖွားကိုသွားပေးတာပါအကောင်းစားဟင်းတွေမှမဟုတ်တာရောက်ခမရဲ့စကားတွေကြောင့်သူမြတ်ဟာမကြခဏဆိုသလိုစိတ်မကောင်းဖြစ်ရပါတယ်သူမရဲ့ခင်မောတီဟကတော့ရွာတတိတီရဲ့လေခွင်းတွေမှာအလုံးလုံးရပြီးဝင်ငွေကတိတ်မကောင်းလှပါဘူးတဏီကုံပြပြပန်းပန်းလုံးမှ9000ဒါမှမဟုတ်အများဆုံး6000 9000လောက်ပဲရတာပါဒီခေတ်ကြီးမှာဒီပစ္စံနဲ့လောက်ငါဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့စုမြတ်ကတော့ဘုရားသခင်ကိုအရေးယုံကြည်ပြီးအမြဲတမ်းကောင်းမှုကုသိုလ်တွေပဲလုပ်တဲ့အတွက်သူမျက်နှာမှာအမြဲတမ်းအေးချမ်းနေပါတယ်ဒီနေ့မှာတော့စုမြတ်ဟာသူကလေးနှစ်ယောက်ဖြစ်တဲ့တော်ရာနဲ့ညနိုးတို့နဲ့အတူဈေးကနေပြန်လာနေတော့လမ်းဘေးမှာအဖိုးကြီးတယောက်ကခရဲကြီးလေးအပြည့်တင်ထားတဲ့နွားလဲတစ်စီးကိုမောင်းလာပါတယ်ရုတ်တရက်နွားလေးကဟန်စစ်ဖြစ်ပြီးခင်းကျင်သီးတွေအကုန်လုံးလမ်းပေါ်ကိုမှောက်ကျသွားပါတော့တယ်။ဖေ။ဘာဖြစ်ရတာလဲ။ငါလည်းတစ်စီးလုံးမှောက်ကုန်ပြီ။ဒီခင်းကျင်သီးတွေအကုန်လုံးကိုတယောက်တည်းဘလို့ပြန်တင်ရပါမလဲ။စိတ်မပူပါနဲ့အဖ။ကျမကူညီပေးပါမယ်။တော်လားညနိုးလာကြသားတို့သမီးတို့အဖရဲ့ခင်းကျင်သီးတွေကိုလှဲပေါ်ပြန်တင်ပေးလိုက်ရအောင်။ခင်းကျင်သီးတွေကလမ်းပေါ်မှာဟိုတစဒီတစပြန်ကျနေတာပေါ့။စုမြတ်ကသူကလေးတွေနဲ့အတူအဖိုးကြီးရဲ့ခရမ်းကျင်သီးတွေအကုန်လုံးကိုကောက်ပြီးလဲပေါ်ကိုအမြဲပြန်တင်ပေးလိုက်ပါတယ်။ကျေးဇူးတင်လိုက်တာသမီးရဲ့သမီးကအဘရဲ့ခရမ်းကျင်သီးတွေအကုန်လုံးကိုလှဲပေါ်ပြန်တင်ပေးလိုက်တာပဲ။အဘတယောက်တည်းဆိုရင်ဒီလောက်အများကြီးကိုလုံနိုင်မှာမဟုတ်ဘူး။အဘပြည့်အရက်လန့်သွားတာဒီခရမ်းကျင်သီးတွေကိုမြို့ပေါ်ကဈေးကိုသွားပို့ရမှာတလုံးလောက်ပစ္စည်းသွားရင်ဒါအဘတထေးကအရင်စိတ်ဆိုးမှာကျမချမ်းသာပါစေသမီးရဲ့အမြဲတမ်းပျော်ရွှင်ရပါစေ။အဘစုပြတာနဲ့ကျမအရင်ဝန်းတန်လာပါပြီ။ကဲကျမတို့သွားလိုက်ပါအောင်မယ်။အဘလည်းယူဆိုင်ပြီးသွားပါနော်။နေဦးသမီးစီမှာအိတ်တလုံးပါတယ်မဟုတ်လား။အဲ့ဒီအိတ်ကိုအဘကိုခဏပေးစမ်း။စုမြတ်ကအိတ်ကိုအဖိုးကြီးကိုပေးလိုက်ပါတယ်။အဖိုးကြီးကအိတ်ထဲကိုခရမ်းကျင်သီးတွေဖြည့်ပြီးစုမြတ်ကိုပြန်ပေးလိုက်ပါတယ်။သမီးဒီခရမ်းကျင်သီးတွေကသမီးအတွက်ပါ။ဒါပေမဲ့အဘခရမ်းကျင်သီးတွေရောသွားမှာပေါ့။ကိစ္စမရှိပါဘူးသမီးရဲ့ရော့သွားတဲ့ခရမ်းကျင်သီးဖို့ကိုအဘလကတည်းကအပြတ်ခံလိုက်ပါမယ်သမီးကအဘအတွက်လှုပ်ပေးခဲ့တဲ့ကျေးဇူးအတွက်အဖေတယောက်ကသမီးတယောက်ကိုပေးတဲ့လက်ဆောင်လိုပဲသဘောထားလိုက်ပါဒီလောက်တော့အဘလှုပ်ပေးနိုင်ပါတယ်သမီးရဲ့ကျေးဇူးတင်ပါတယ်အဘစုမြတ်လည်းခရမ်းကျင်သီးအပြည့်ပါတဲ့အိတ်ကိုဆွဲပြီးကလေးတွေနဲ့အတူအိမ်ပြန်လာခဲ့ပါတယ်အိမ်ရောက်တော့ဟဲစုမြတ်ဒီခရမ်းကျင်သီးတွေအများကြီးကိုနေဘယ်ဝယ်လာတာလဲစုမြတ်ဘာမှပြန်မပြောခင်မှာပဲကလေးနှစ်ယောက်ကသူတို့အဖေကိုအကြောင်းစုံပြောပြလိုက်ပါတယ်အဖေလမ်းမှာအဖိုးကြီးတယောက်ရဲ့ခရမ်းကျင်သီးတွေမှောက်ကျသွားလို့ကျွန်တော်တို့ကလှဲပေါ်ပြန်တင်ပေးလိုက်တာအဲ့ဒါနဲ့သူကအမေကိုခရမ်းကျင်သီးတွေအများကြီးပေးလိုက်တာဟုတ်တယ်လမ်းပေါ်မှာခရမ်းကျင်သီးတွေအဝေးကြီးထိပြန်ကျဲနေတာသမီးတို့အကုန်လုံးကောက်ပြီးသူ့လှဲတဲ့ကိုပြန်ထည့်ပေးလိုက်တာအော်ဒီလိုလားကောင်းတာပေါ့အနည်းဆုံးတော့အကျွတ်ရှိတဲ့အလုပ်တစ်ခုလုပ်လာသေးတယ်မဟုတ်ရင်သူများကိုကူညီပြီးလက်ပလာနဲ့ပဲပြန်လာတာကြီးပဲစုမြတ်ကသူရခမရဲ့အကျင့်ကိုတီးပြီးသားမို့ဘာမှပြန်မပြောဘဲနေလိုက်ပါတယ်။အဲ့ဒီညနေမှာပဲကောင်းကင်မှာမိုးသားတွေတက်လာပြီးမိုးရတော့မလို့ဖြစ်လာပါတယ်။စီနဲ့ကလေးပဲမို့နည်းနည်းရှိသေးလား။မိုးအေးနဲ့ဆိုတော့ဒီနေ့ပလာတာမစားပဲအကျော်လေးကျော်စားရင်ကောင်းမယ်လို့စဉ်းစားမိလို့ပါ။ကလေးပဲမုံနဲ့စီတော့နည်းနည်းရှိပါတယ်။ဒါပေမဲ့ဘာကိုကြော်ရမှာလဲ။အားလုံးနဲ့ကြက်တော်နေကအိမ်မှာကုန်နေပြီ။ဒါဆိုလည်းထားလိုက်ပါတော့ခင်မဖြစ်သူကအကျော်စားချင်နေတာကိုသိတဲ့စုမြတ်ကဘာကြွားမလဲလို့စဉ်းစားနေတော့မှပဲသူအကြီးကခရမ်းကျင်သီးအပြည့်ပါတဲ့အိတ်ပေါ်ကိုရောက်သွားပြီးအတွေ့တစ်ခုရလိုက်ပါတယ်စုမြတ်ဟာအိတ်ထဲကခရမ်းကျင်သီးတချို့ထုံအကွင်းလိုက်လှီမဆလာနဲ့နေထားတဲ့ကလပဲမှုန့်အနှစ်ထဲမှာနှစ်ပြီးတော့စီပူပူလေးထည့်ကျော်လိုက်ပါတယ်စုမြတ်
နေဟာအားလုံးနဲ့จิตตุန်နေကုန်နေပြီဆိုဒါဘာကြော်ရလဲဒါခရဲညင်သည့်အကြော်ပါစားကြည့်ပါအောင်ဘလို့နေလဲဟင်ခရဲညင်သည့်အကြော်လားဝါနေရတကယ်တော်တာပဲစားလို့အရန်ကောင်းတာပဲအဲ့ဒီနေ့မှာစုမြက်ကအားလုံးကိုကြွကြွရခရဲညင်သည့်အကြော်တွေကြော်ကြွပါတယ်လူတိုင်းကခရဲညင်သည့်အကြော်ကိုအရန်ကြိုက်ကြပါတယ်ညအိတ်တဲ့အချိန်မှာစုမြက်ရဲ့စိတ်ထဲမှာအတွေ့တစ်ခုဝင်လာပါတယ်နောက်တနေ့မနေ့အိယာကထားတော့တီဟာကိုပြောလိုက်တယ်။မောင်မနေ့ညကကျမစိတ်ကူးတစ်ခုရတယ်။ကျမတို့ရွာမှာလူတွေကြော်စားတဲ့အကြော်တွေကအာလူတို့ကျက်သွန်းတော့ရုပ်တီးကိုဘူးတီကြော်တွေပဲရှိရဲ့။ခရမ်းညင်တီအကြော်ဘယ်သူမှမလုပ်ကြဘူး။မောင်ကလည်းမနေ့စောလဲခွင်းကိုသွားကလေးတွေကလည်းကြောင်းသွားကစားကြ။အမေကြီးကလည်းဖျားကြောင်းသွားသူ့အလုပ်သူ့လုံးနဲ့ကျမကလည်းအိမ်အလုပ်တွေပြီးအားနေတာပဲမောင်သားသဘောတူမယ်ဆိုရင်ကျမညနေပိုင်းတွေမှာခရမ်းညင်သည့်အကျော်လှဲလေးထောင်ပြီးရောင်းချင်တယ်ဒါဆိုမောင်လည်းတစ်ဖက်တစ်လမ်းကအကူညီရရတယ်လို့အိမ်မှာလည်းငွေကြီးအဆင်ပြေလာမှာပါကြည်စမ်းအိမ်ကချွေးမှဖြစ်ပြီးတော့ဈေးထဲမှာအကျော်လှဲထောင်ပြီးရောင်းမလို့လားအမေကြီးရေရွာကတခြားမျိုးသမီးတွေလည်းအလုပ်တွေလုပ်နေကြတာပဲပြီးတော့ဒါကကျမရဲ့ကိုယ်ပိုင်အလုပ်ပဲလေမြို့မှာအမျိုးသားတွေနဲ့အတူအမျိုးသမီးတွေပါအလုပ်လုပ်ကြတာပဲရွာမှာဘာလို့မလုပ်နိုင်ရမှာလဲကောင်းပြီစုမြဲမင်းတဘောအတိုင်းပဲမင်းကကောင်းတာတစ်ခုခုပဲလုပ်လိမ့်မယ်လို့ငါယုံကြည်ပါတယ်စုမြဲရောက်ခမကတော့မျက်နှာစုပုတ်နေပေမဲ့သူ့ခင်မုံကတော့သူ့ကိုအားပေးထောက်ခံပါတယ်။သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့တီဟာရဲ့ပံ့ပိုးမှုတွေကြောင့်သူဟာရွာထဲမှာခရမ်းညင်သည့်အကျော်လဲလေးကိုစတင်ရောက်ချပါတော့တယ်။အစပိုင်းမှာတော့ရွာထဲကလူတွေကအမျိုးမျိုးပြောကြတာပေါ့။ဒါပေမဲ့ခရမ်းညင်သည့်အကျော်ကိုမြည်ဆန်းကြည့်ပြီးတဲ့နောက်မှာတော့အားလုံးရဲ့ပါဇက်တွေပိတ်သွားကြပါတယ်။ဟိုမှာတီဟာရဲ့မိန်းမမဟုတ်လား။ခရမ်းညင်သည့်အကျော်လဲထောင်ထားတာ။ဟုတ်တယ်အလုတ်တက်စားရတဲ့နဲ့လူတိုင်းကအလုတ်လုပ်ဖို့ပဲစိတ်စောနေကြတာ။ကြီးစမ်းမအောင်ဘလို့ကြော်နေလဲမသိဘူးသွားကြည့်အောင်ဟဲ့စုမြက်အလုတ်အသက်စတင်လိုက်တာလားကဲအကျော်တစ်ခုနှစ်ခုလောက်မြည်ဆန်းကြည့်အောင်စုမြက်ကဒါတွေဟာအတင်းပြောတတ်တဲ့ရွာတွေကလူတွေမှန်သိပါတယ်ဒါကြောင့်သူမကလည်းပါနဲ့စွာနဲ့ပဲအကိုအကျော်တစ်ပွဲကို200ပါအလကားမြည်ဖို့တော့မပေးနိုင်ပါဘူးစားချင်နေဆိုရင်တော့ပတ်စံပေးပြီးဝယ်စားနိုင်ပါတယ်စုမြက်ကဒီလူတွေဟာအလကားစားချင်ပြီးပတ်စံမပေးရထွက်သွားမဲ့လူစားတွေမှန်သိလို့ပါဒါပေမဲ့စုမြက်ကသူတို့ကိုမျက်နှာသာမပေးပဲပတ်စံနဲ့ပဲအကျော်ကိုရောင်းချခဲ့ပါတယ်စုမြက်ကြော်တဲ့ခရမ်းညင်သည့်အကျော်ဟာအရန်ကိုအရသာရှိတယ်ဆိုတာကိုရွာသားအလုံးသိလာကြပါတယ်တဖြည်းဖြည်းနဲ့စုမြက်ရဲ့အကျော်လဲမှာဝဲသူတွေတန်းစီလာကြပါတော့တယ်စုမြက်ဒီနေ့ရရှိခဲ့တဲ့အောင်မြင်မှုအလုံးဟာသူမရဲ့ကောင်းတဲ့အပြုမှုတွေအတွက်ဘုရားသခင်ကပေးတဲ့ဆုလက်တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်ကျမတို့ရဲ့ရွှေတူတာ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနားက notification လောင်းလေးကိုနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်ဒီနေ့ဇလန်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်